Euphoria Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲဒီတလောနေကောင်းကြလားကျွန်တော်ကတော့ဒီတလောနေကောင်းတယ်ပြီးတော့ဒီတလောကျတော့ဘွားကိုပို့ပြီးတော့မှ appreciate လုပ်ပြီးတော့မှခံစားမိရလို့ကိုခံစားမိရပေါ့နော်ကိုယ့်ရဲ့ဘဝလေးကိုအရင်ရုန်းကန်နေရတယ်လို့လည်းမခံစားရဘူးဆိုတာတက်မရုန်းကန်တဲ့စိတ်မျိုးနဲ့ရှင်းတတ်နေရမဟုတ်တော့ဘူးပေါ့နော်တနေ့ပြီးတနေ့ဘယ်လိုမျိုးကောင်းလေးနဲ့ဒီကိုယ့်ရဲ့ကောင်းတဲ့ energy လေးကိုဘယ်လိုမျိုးဆက်ပြီးတော့ထိန်းသိမ်းသွားမလဲဆိုရဲစိတ်လေးနဲ့ပဲငါဒီနေ့ကိုကောင်းရှင်းတန်ရမယ်ဆိုရဲစိတ်မျိုးထက်ဖြစ်လာတဲ့အရာကိုကောင်းလုပ်ချင်တဲ့စိတ်ကပို့ပြီးတော့များတယ်ပေါ့နော်ဒီလောကနောက်ပိုင်းမြင်တွေးမိလာတဲ့အတွေ့ရလဲအဲ့ဟာပဲတခါလေကျတော့လေအိမ်မက်တွေအများကြီးမြင်ကျတော့အိမ်မက်နဲ့ရှင်တနာကိုပို့ပြီးတော့နေတတ်တယ်ပေါ့နော်ဒီအိမ်မက်ရှိမှလူကကိုရချင်တဲ့အရာတခုကိုအဲ့လိုမျိုးဥတီချက်လေးတခုထားပြီးတော့မှတကယ်ရလာတဲ့ခံစားကြိုးစားစားနဲ့ရလာတဲ့စိတ်လေးရလာတာပို့ပြီးတော့သဘောကျရပါတော့ဆိုတော့ခုနောက်ပိုင်းကျတော့ဒီရဲ့သူများတွေတော့ဖြစ်လာမဖြစ်လာတော့မသိမင်းကတော့လေဒီမင်းဖြစ်ချင်တဲ့ career တခုရှိရကွာအဲ့ career ကိုသူများတွေပြောပြနေရတာမျိုးမင်းသဘောကျမနေဘူးပေါ့နော်ခါလေးကျတော့ကိုပြန်စဉ်းစားကြည့်ရပေါ့ဒီအလောက်ကဒီအလောက်ကိုလောက်ချင်တာသူတို့ရဲ့ဒီရဲ့ image ကြောင့်လားပေါ့နော်ဒါမှမဟုတ်ဒီရဲ့အလောက်ကသူကိုပျော်ရွှင်စေတဲ့အရာကြောင့်မလို့လားဒါမှမဟုတ်ဒီဟာကိုနဲ့ကြိုက်တယ်လို့ကိုထင်လို့လားပေါ့နော်ပြန်စဉ်းစားကြည့်တော့လေမင်းကဒီကျွန်တော်ပေါ့နော်ဒီအလောက်တစ်ခုကိုကြိုတိပြီးတော့မှရလာမယ့်အဖြေကိုသိရတာပေါ့နော်ဒီကိုလောက်လိုက်တဲ့အရာဘယ်လိုမျိုးရလာပဲဖြစ်နေပါစေကိုဘက်ကအကောင်းဆုံးလုပ်မယ်ဆိုရဲစိတ်ကပုံများတယ်ပေါ့နော်ဆိုတော့ career တစ်ခုမှလည်းအဲ့လိုမျိုးပဲကိုလုံးအကောင်းဆုံးတော့လုပ်မယ်ဒါပေမဲ့ဒီရလာမယ့်ခံစားချက်တွေမျိုးပို့ပြီးတော့တပေါ်ကြရပေါ့နော်ဒီကိုဥမာကွာတင်စားတစ်ဖုတ်တွားလိုက်မယ်ဆိုလို့ရှိရင်ဒီအဖြေရမယ်ဆိုလို့ရှိရင်တော့မှသူပြောပြလို့ရလိုက်တဲ့အဖြေထက်ကိုနီကိုဟန်နဲ့ရှာလိုက်တဲ့ရလိုက်အဖြေကိုပို့ပြီးတော့မှတပေါ်ကြရဲဆိုတော့တပေါ်မျိုးမြင်ပြောပြချင်တယ်ပေါ့နော်ခါလေကျတော့လေဒီ line ပေါ်ကဟာတွေကျတော့ဟုတ်တယ်အမှန်နဲ့ပေါ့နော်ဒီလိုမျိုးတွေလောက်ရမယ်ဆိုတာမျိုးတော့ဟုတ်တယ်ဒီလိုမျိုးဖြစ်စဉ်မျိုးတွေဖြစ်လာမယ်ဆိုတာလည်းသိဖို့တော့လိုရပေါ့နော်ဒါပေမဲ့လည်းတနည်းမှာလည်းကိုယ့်ရဲ့ style ကိုယ့်ရဲ့ပုံစံလေးနဲ့လည်းဖြစ်စေချင်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ဒီရဲ့တခုရဲ့လွယ်မှုကြောင့်မလို့ရလာတာမျိုးဖြစ်လာတာမျိုးအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဖြစ်တတ်တယ်လို့ခံစားရတယ်ပေါ့မင်းတို့တော့နော်အခုတော့အဲ့လိုမျိုးတွေပို့ပြီးတော့တွေးမိပြီးတော့မှဘောနော်ကလည်းငါရဲ့ပျော်ရွှင်မှုကလည်းကိုယ့်ဟာကိုတတ်မှတ်ရမယ်ကိုယ့်ဟာကိုဘယ်လိုပျော်မှန်းသိမယ်ဆိုတာမျိုးပဲဖြစ်လာတယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့လေဥမာကိုကခါလေကျတော့ကိုအဲ့အရာကိုဖြစ်ချင်တာလေသူ့ရဲ့ process ကိုကပို့ပြီးတော့နှစ်သက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုက challenge တစ်ခုကိုအဖြေဘယ်လိုရမယ်မှမသိဘဲနဲ့အားရှိပါရှိကိုမှအားရှိပါရှိအားရပါရကိုစူးစမ်းလိုက်ရတာမှတကယ်ရလာတဲ့ result ကိုလည်းကိုကလည်းတကယ်ကိုစိတ်တိုင်ကြမယ်လို့ထင်တယ်ပေါ့နော်စိတ်တိုင်ကြပြီးတော့မှပြောမယ်လို့ထင်တယ်ပြီးတော့အကယ်လို့ဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်တော့မှကိုကfully ကိုကအပြည့်အဝပြလိုက်တဲ့အတွက်ကြောင့်မလို့
နောင်တရတာမျိုးလည်းရှိမယ်လို့မထင်ဘူးပြီးတော့ကိုယ့်ရဲ့ဒီရဲ့ဘဝလေးရတယ်ဒီတခုခုကို challenge လုပ်ပြီးတော့မှနေရတာလည်းလေဒီစိတ်ဝင်လောကရဲ့စိတ်ဝင်စားစရာတခုလို့ခံစားမိရပေါ့နော်အားလုံးလည်းဘယ်လိုထင်ကြလဲတော့မသိဘူးဒါပေမဲ့အခုပြောချင်တာကတော့လေတစ်ခါလေးကိုယ့်ရဲ့ gut ကိုယ့်ရဲ့ instinct ကိုယုံလို့ကပြောချင်တယ်တစ်ခါလေသူများရဲ့ပျော်ရွှင်မှုကလည်းကိုယ့်ရဲ့ပျော်ရွှင်မှုဖြစ်စမှာဖြစ်မယ်သူများရဲ့အဖြေကကိုအဖြေချင်းတူနေတယ်ဆိုရင်တော့မှကိုစူးစမ်းလို့ရလိုက်တဲ့အဖြေကပို့ပြီးတော့မှအတိတ်ပဲရှိပြီးတော့မှကိုတက်ပို့ပြီးအတိတ်ပဲရှိမယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့အားလုံးပဲတစ်ခါလေကြားလို့ရှိရင်ကိုယ့်ရဲ့ instinct ကိုယုံလို့ကတော့တိုက်တွန်းချင်တယ်ပြီးတော့ကိုဖြစ်နေတဲ့ဟာကိုလည်းကိုဖြစ်နေတဲ့ဟာကတန်ဖိုးရှိရဲ့အရာဆိုပြီးတော့မှလည်းပြောတန်ဖိုးရှိပါတယ်လို့ပြောချင်တယ်ပေါ့နော်ဒီ topic နဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဒီမတူညီတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှနောက်ထပ် podcast မှာလာခဲ့ပါမယ်ဘာလို့ဆိုအဲ့အကြောင်းလေးကိုအရင်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီ podcast လေးလည်းစိုက်နေတာကြလာလဲတော့မသိဘူးဒါပေမဲ့ဒီအသွေးကိုပြောပြချင်တယ်ပေါ့နော်ဒါပေမဲ့အကယ်လို့ဒီအသွေးကအစင်မပြေလာဘူးဆိုလို့ရှိရင်လည်းဒီ comment section မှာလည်းပြောပြနိုင်တယ်ဒါမှမဟုတ်တခြားကြံဉာဏ်လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းပြောပြပါเนาะ so ဒီทีနားထောင်ပြီးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ပြီးတော့အားလုံးပဲကျမ်းမာချမ်းသာကြပြီးတော့ပေးကင်းကြပါစေရေလဲနှများတောက်ဖို့တိုက်တွန်းနေပေါ့เนาะရေတောက်တာတကယ်ဘဝကြောင့်ပဲပြောတယ်ရေတောက်တာတကယ်နေ့ရက်လေးကိုရှင်လန်းစေရပေါ့နော်ဆိုတော့ have a good day guys or have a good night အိတ်နေပြီဆိုလို့ရှာလိုက် good night ပါကတော့အိတ်ပါတော့မယ်မနေ့ပြန်တင်တန်းရှိရပေါ့နော်ဆိုတော့ hopefully it will be our first good day so bye bye အားလုံးပဲကျမ်းမာချမ်းသာကြပါစေမင်္ဂလာပါ